ဟယ်လိုအကောင်မလုံးမင်္ဂလာပါကျွန်တော်တို့ဒီဖြိုးရှင်တွေကနေအကောင်မလုံးကိုပြန်နေကြတဲ့ပိုင်းကိုမှကျွန်တော်အခုဗီဒီယိုကမလည်းဖြန့်9ရက်နေ့ကျွန်တော်9လပိုင်း2025ဒီဘက်ကျွန်တော်ဗုဒ္ဓဦးနေ့7နိုင်10မိနစ်ကျွန်တော်လာပြီးတော့ဗီဒီယိုရေးတင်ပြဖြစ်ပါတယ်ကိုမိုင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမိုင်းเนาะကျွန်တော်ဒီညတော့ live မလို့ဖြစ်ဘူးเนาะကျွန်တော်မအားလို့ပါเนาะကိုမိုင်းကျွန်တော်နေကင်းကလည်းလာပြီးတော့ live တော့မလို့ဖြစ်ဘူးเนาะကိုမိုင်းအားလုံးပဲကျွန်တော်ကိုမိုင်းကျွန်တော်ဒီဘက်ကပိတ်ရပါကောင်မလုံးပဲတည့်ရတိုင်းမယ်เนาะအဖင်းကနေကိုနဲ့စားပြီးဖွင့်နေเนาะညနေ6ခုနော်အားလုံးပဲ6ခုဆို3ပရိသမားတွေကအားလုံးပဲအဆင်ပြေမလို့ထင်ပါတယ်နော်ပရိသမားအားလုံးပဲကိုမိုင်း3ပရိ6ပရိထားတစ်ဖက်စာ3ပရိအဆင်ပြေကြမလို့ထင်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ကိုမိုင်းကျွန်တော်တို့နှစ်ပြန်ပေါ့နော်နှစ်ပြန်ကျွန်တော်9ရက်နေ့9လပိုင်း2025စနေ10မိနစ်တပါနော်အခု like ကတော့ sorry ခုဗီဒီယိုကပေါ့နော်ကျွန်တော်နေ့ရက live လေးဖို့လုပ်တဲ့ကိုမိုင်းဒါပေမဲ့ကျွန်တော်မားလို့ပါနော်ကျွန်တော်ရှားလုပ်ပြီးပေါ်လာလို့ဒါပေမဲ့ပိတ်ရပေါ့ဒီဘက်ကတိတ်ပြီးတော့တဲ့ကုန်းမရဲ့တည်တိုင်းပဲเนาะထောက်ကနေနေရအဲ့ဒါကြောင့်ဒီမှာဝါဒီတော်တယ်ကျွန်တော်မလည်းပြန်ခုနှစ်နေ့တော့ကျွန်တော်တူချိုလေးပဲပြောသွားမယ်ပြီးကျွန်တော်ယူကလေးပြောမယ်ပတိလေးပြောမယ်ကုန်းမိုင်းเนาะအဲ့ဒါမလည်းပြန်မှာကျွန်တော်ကုန်းကကျွန်တော်အကောင်းဆုံးတော့ရှာပေးထားတယ်เนาะကောင်းဆုံးတော့ရှာပေးထားဝမ်းချင်းလေးကျွန်တော်စပြီးတော့လိုက်ကြအောင်เนาะဝမ်းချင်းတဲ့ကုန်းမကျွန်တော်ပြန်မှာအပြီးပေါက်ယူကလေးကျွန်တော်ထုတ်ပေးခဲ့မယ်အဲ့တော့เนาะဟုတ်ပြီเนาะကုန်းမိုင်းအဲ့ကြောင့်ကတော့လိုက်ကြအောင်တော့ကွာဒီမှာလည်းပြန်ကျွန်တော်ခုနေ့အခုဗီဒီယိုက7နာရီ10မိနစ်တော့ဖြစ်7နာရီ10မိနစ်တော့ဖြစ်ပါတယ်ကွာမိုင်းတော့ကျွန်တော်နေ့လေတနာရီခွဲတော့ကတော့sorry ညနေ4နာရီခွဲတော့ကကျွန်တော်နေ့လေတနာရီခွဲကြရင် live တက်ဖြစ်ရင်ကျွန်တော် live လုပ်မယ်တကယ်လို့ live မတက်ဖြစ်ရင်လည်းကျွန်တော်မလုပ်ဘူးပေါ့နော်ကွာမိုင်းဒီဘက်ကပိတ်ရက်တည်းပါနော်တကယ်လို့နေကနေ live မလုပ်ဖြစ်ရင်တောင်းပါမှာကွာမိုင်းတော့ okay ကွာမိုင်းပြန်ကျွန်တော်ဝမ်းချင်းတော့ဝမ်းချင်းကကွာမိုင်းကျွန်တော်ပြန်နေဒီမှာဝမ်းချင်းကကျွန်တော်ကမှကျော်ဒီမှာ395ဝန်းချင်းကိုယူပေးထားတယ်နော်ဝန်းချင်းကကျော်ဒီမှာ395ဝန်းချင်းကိုမိုင်ဒီကောင်ကဒီမဲ့395ဝန်းချင်းကိုကျွန်တော်ဘာကက်မလဲဆိုတော့395ဝန်းချင်းကိုကျွဲကိုမှမရှိမှာကျွန်တော်တို့နှစ်ခုကက်မယ်နော်ဒီနှစ်ခုကတနေ့ကုန်သားဝန်းချင်းကနှစ်ခုဝန်းချင်းရှိပါတယ်ကျွန်တော်မနေ့မှာ395ဝန်းချင်းကိုမနေ့မှာစိုက်ရတွေ့တယ်ကျွန်တော်နေကုန်ဝန်းချင်းကနှစ်ခုချင်းရှိတယ်နော်ဒီဘက်ကပိတ်ရပါတော့ကိုမလုံးပဲဒီနေ့ကတော့ပေးမယ်တော့395ဝန်းချင်းကနော်အဲ့တော့ကျွန်တော်လိုက်မှာပြောခဲ့ဒီနော်ကိုမိုင်းကိုအဲ့တညာကဝန်းကြီးကဒီရှိရချင်းကနေပြရပါဒီနေ့မှာတော့ပြီးမတော့เนาะအဲ့တော့မဖြစ်မှာဆိုဒီတညာကဝန်းကြီးရဲ့ဆက်ကမဖြစ်မှာဆိုကျွန်တော်တို့နှစ်ခုဝန်းကြီးရှိပါတယ်ဒီနှစ်ခုဝန်းကြီးတနေ့ကနေ့ဝန်းကြီးကိုကျွန်တော်တို့ဆက်နိုင်တယ်မီတာဝန်းကြီးနှစ်တညာ9ဝန်းကြီးနဲ့ကျွန်တော်တို့ကတ်ထိုးပါမယ်เนาะအဲ့တော့ကျွန်တော်ယူကဘာဖြစ်မလဲဆိုတော့9နှစ်က9ခွန်ရေ3ညနှစ်က3ညခွန်ရေပါအဲ့တော့ကျွန်တော်ဒီမှာလေးကိုပဲယူပေးထားပါရဲ့ကိုမိုင်းเนาะဒီဘက်ကကျွန်တော်ကိုမိုင်းပိတ်ရပါကျွန်တော်အများကြီးလေးဟိုလိုကြီးရွေးမပေးချင်ဘူးเนาะအဲ့ကြောင့်ကျွန်တော်လေးကိုပဲယူပေးထားတယ်ကျွန်တော်ဒီမှာ3ညနှစ်3ညခွန်9နှစ်9ခွန်ပါเนาะ3ညနှစ်3ညခွန်9နှစ်က9ခွန်ရပါဒါပြီးပေါက်လေးကိုပါเนาะနောက်တစ်ခုကကျွန်တော်ဂျိုင်ဆွန်တစ်ခွက်က3ည3 5 3ပါเนาะအားလုံးပဲ comment ဒီမှာရေးပေးတာကိုပြောချင်ပါတယ်ကိုမိုင်းဒီနေ့တဲ့စကောမှာအခရီးတင်စီပြီးတော့တယောက်ချက်စီမှန်းခဲ့ပါခင်ဗျနောက်တစ်ခုကကျွန်တော် channel ကိုsubscribe လုပ်တယ် subscribe လုပ်တာပါကိုမိုင်းတော့ကျွန်တော်ပုံမှန်ည9နာရီထိုးတာလက်ရှိပါတယ်တကယ်လို့ live မရှိနေတာကျွန်တော်ဗီဒီယိုတင်ပြရပါတော့လာပြီးကြည့်ပေးကြကိုမလို့ကျေးဇူးများကြီးဒီမှာကျွန်တော်လက်မလေးနဲ့လက်မလေးဒါ YouTube ကိုမိုင်းက channel ကို subscribe လုပ်တယ် channel ကို subscribe လုပ်တာပါပြည့်ရပါဖြစ်နေတဲ့ကိုမိုင်း short တော့ထိုးပါနော် short တော့ထိုးပါကိုတက်နိုင်တဲ့ပမာဏလေးပဲထိုးပါနော်အားလုံးပဲကျွန်တော်ဒီမှာပြန်ပြီးပြောမယ်နော်939ရဲ့sorry 9နှစ်က9ခွန်ရဲ့3ညနှစ်က3ညခွန်ရဲ့53ရဲ့3ည3ရဲ့ပါနော်3ခွက်ပဲယူထားကို sorry 3ခွက်စီပဲယူပေးထားနော်အားလုံးပဲကိုကမှအခုလေးတန်းစီပြီးတော့မှန်းကြိုင်နေတယ်နော်ကျွန်တော်လည်းပြန်အဲ့တော့ကျွန်တော်လည်းပြန်သွားကြလေးရှိရဖြစ်တယ်ကိုမကျွန်တော်နေကင်းတနာရီပဲတကယ်လို့လိုက်တက်ဖြစ်ကျွန်တော်တက်ခဲ့ပါမယ်ကျွန်တော်ကိုမိုင်းနော်အားလုံးကျေးဇူးများတင်ပါတယ်ကိုကမှအခုလေးတန်းစီပြီးမှန်းပြီးသားခဲ့ပါအောင်ဆင်ပြေမယ်ဆိုရင်နော်အဆင်ပြေမယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုလက်မလေးကြောက်ချင်နေပြီး channel ကို subscribe လုပ်တာပါ channel တင်မလို့ပါနော်အားလုံးကျေးဇူးများတင်ပါတယ်ကိုမကျွန်တော်မပြန်နေတဲ့တနာရီခွဲချက်မှာကျွန်တော် like ပြန်တက်ခဲ့ like တက်နိုင်တက်ခဲ့မယ်လို့ like မတက်နိုင်ဗီဒီယိုလေးတင်ပေးလိုက်ပါမယ်နော်အားလုံးကျေးဇူးများတင်ပါတယ်ကို